ဒါကြောင့်မို့မိမိတို့ဘဝမှာအရေးကြီးတဲ့ပျက်စီးမှုတွေမဖြစ်ရအောင်ကြိုးစားအရေးကြီးတဲ့ပျက်စီးမှုဆိုဒီမှာကိုချင်းသီလပျက်စီးမှုမဖြစ်စေနဲ့စိတ်ဓာတ်ပျက်စီးမှုတွေမဖြစ်စေနဲ့အမြင်ဆိုတဲ့အယူဝါဒပျက်စီးမှုတွေမဖြစ်စေနဲ့အရေးပါတဲ့ပြည့်စုံမှုတွေကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်အမယ်သီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်အမယ်စိတ်ဓာတ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်အမယ်မှန်ကန်တဲ့အမြင်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်အမယ်လို့ဝိပတ္တိတမ္ပရာသုတ်တံအယမြတ်စွာဘုရားကအခုလိုဆုံးမဩဝါဒပေးတာဖြစ်ပါတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်လက်ခံကြသည့်အားလျော်စွာမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမိမိတို့ဘဝမှာဒီပျက်စီးမှုတွေကိုရှောင်ကြဖို့ပျက်စီးမှုတွေမိမိတဏ္ဍာမှာမဖြစ်အောင်တို့တွေရှောင်ကြရမှာဖြစ်တယ်ပြည့်စုံမှုတွေကိုရရှိအောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီစိတ်အားထက်သန်စွာနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း